ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ဇဝင်ခန်း channel လေးကနေကြိုဆိုလိုက်ပါနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်ကားနာမည်လေးကတော့အခုတလောမှာအရောက်နာမည်ကြီးနေတဲ့နာရူတိုခင်းဆိုတဲ့ဇာတ်ကားလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။တစ်ချိန်တော့ရွာလေးရဲ့မှာအမီကိုချောင်းနဲ့မြေခွေးမိတ်စာတစ်ကောင်ရှိခဲ့ပါတယ်။အဲ့ဒီမြေခွေးကိုတော့မိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာပိတ်လောင်ထားခဲ့ပါတယ်။ဒါပေမဲ့မြေခွေးကလွတ်မြောက်လာခဲ့ပါတယ်။ဒီတော့သူတို့ရွာလေးမပြတ်စည်းစေဖို့နေကြလို့ခေါ်တဲ့လူတွေကမြေခွေးကိုတိုက်ခိုက်ကြတယ်ပြီးတော့နေကြတွေရဲ့နမလေးအကြီးကဲကမြေခွေးကိုခန္ဓာကိုယ်ထဲထည့်ပြီးပိတ်လောင်ထားတဲ့မိန်းကလေးနဲ့အတူနေလိုက်ပါတယ်ရွာထဲမှာတော့မွေးကင်းစရွယ်ကလေးတွေအော်ငိုနေပါတယ်သူကြီးလာတဲ့အခါမှာတော့ဦးစုမက်ကီနရီတိုလို့အမိခေါ်ပါတယ်နရီတိုလေးဟာအလွန်ကိုအစော့တန်ပါတယ်သူ့ကိုဘယ်သူမှမထိန်နိုင်ကြပါဘူးသူကတော့ဘယ်သူမှမလုပ်ရတဲ့လုပ်ရက်တွေကိုသူလုံနိုင်တာကတတိရှိပြီးတော်တယ်လို့အမြဲပြောလို့ရှိပါတယ်။နေကြတွေကလည်းနရီတိုကိုထိမနိုင်တော့တဲ့အခါအကြီးကဲနံပါတ်3ကိုတွားတိုင်ကြပါတော့တယ်။နေကြတွေကလည်းနရီတိုကိုလိုက်ဖမ်းကြပေမဲ့နရီတိုကတော့တနေရာမှာအသာလေးပုံနေရောမဖမ်းနိုင်ကြပါဘူး။နရီတိုကလွယ်လိုက်တာလို့ပြောနေအောင်နောက်ကနေလူတစ်ယောက်ကနရီတိုဆိုပြီးခေါ်လိုက်တာကြောင့်လန့်ပြီးတော့လဲသွားခဲ့ပါတယ်။အဲ့ဒီလူကတော့နရီတိုရဲ့ဆရာအီရူကပဲဖြစ်ပါတယ်။မင်းမလှုပ်เสียတင်ငန်းစာတွေအများကြီးရှိသေးလို့လာခေါ်တာဆိုပြီးတော့နရီတိုကျိုးတိတ်ပြီးစာတင်ငန်းနဲ့ခေါ်သွားခဲ့ပါတယ်။နောက်ဆုံးဆောင်ဝယ်မတိုင်ခင်တင်ငန်းစာ6ခုကိုတင်ရမှာပဲမဲ့နရီတိုကဘာမှမလုပ်ရသေးဘူးလို့စူလိုက်ပါတယ်။ပြီးတော့ရုပ်သဏ္ဍာန်ပြောင်းလဲကြီးတင်ငန်းစာကိုစတင်มาတော့တယ်။ဆာကူရာဆာဆူကီတို့ကကောင်းကောင်းမလုံနိုင်ပြီးနရီတိုအလဲကိုရောက်လာပါတယ်။နရီတိုကတော့အေးဆေးပါလို့ပြောပြီးအဝတ်စားမပါတဲ့မိန်းကလေးတယောက်ပုံစံပြလိုက်တာကြောင့်သူ့ရဲ့ဆရာအီရူကလည်းနှာခေါင်းသွေးရှံသွားပါတော့တယ်။နရီတိုကဒါကိုဆက်စီတိုင်းပညာလို့ခေါ်တယ်လို့ပြောလိုက်ပြန်ပါတယ်။ယူးကြောင်ကြောင်အလုပ်တွေလုပ်လို့ဆိုပြီးအီရူကနရီတိုကိုတန်ရှင်းရေးလုပ်ဖို့အပြစ်ပေးပါတယ်။တန်ရှင်းရေးလုပ်လို့မပြီးမချင်းအိမ်ပြန်လို့မရဘူးလို့လည်းပြောလိုက်ပြန်ပါတယ်။နရီတိုကဘသူအိမ်ကမှကျွန်တော်ကိုခေါ်မနေဘူးဆိုပြီးပြန်ပြောလိုက်တော့အီရူကစိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။ပြီးတော့တန်ရှင်းရေးအကုန်လုပ်ပြီးရင်ညစာအဖြစ်ရမန်လိုက်ကျွေးမယ်လို့ပြောလိုက်တာကြောင့်နရီတိုအရန်ပြော့သွားပြီးတန်ရှင်းပြီးအောင်မြန်မြန်လှုပ်လိုက်ပါတော့တယ်။နရီတိုကရမန်ကိုအားရပါစားနေတဲ့အချိန်အကြီးကဲတွေရဲ့ရုပ်ထုကိုဘာလို့ညစ်ပန့်လောက်တာလဲလို့အီဒူကမေးလိုက်ပါတယ်။သူတို့ကကြေးရွာရဲ့အတော်ဆုံးနင်ဂျာတွေဆိုတာလူတိုင်းသိရဲ့အကြီးကဲလေးဆိုရင်အမေကိုကြောင့်မြေခွေးလက်ထဲကနေရွာကိုကဲတင်ပေးခဲ့တာတနေ့ကျရင်ကိုစွမ်းစားနဲ့ကိုဟော်ကီကတန်တိုင်းထဲမှာကျွန်တော်နာမည်ပါလာစေရမယ်ဆရာယုံကြည်ထားလိုက်လို့ပြောလိုက်ပါတယ်ပြီးတော့နောက်ထပ်မေးလို့ရသေးလားလို့ပြောတော့နောက်တစ်ဝဲယူမလို့လားဆိုတော့မဟုတ်ဘူးဆရာလို့ခေါင်းမတက်စိတ်လေးတထားချင်တယ်လို့ဆိုပြီးပြောလိုက်ပါတယ်သင်ငန်းစာ6ခုနဲ့စာမွေးအောင်မြင်လို့တာဝန်ကျရင်ရပြီဆိုပြီးပြောလိုက်ပါတယ်နောက်ရက်ရောက်တော့စာမွေးစစစ်ပါပြီနောက်ဆုံးဆောင်ပွဲကိုနရီတိုရဲ့အညံ့ဆုံးတိုက်ဖြစ်တဲ့ကိုဝါတိုင်းနဲ့စစ်ဆေးမှဆိုလို့နရီတိုတယောက်လမ်းပြီးစိတ်ညစ်နေပါတယ်အကောင်းဆုံးလုံနိုင်မှာလို့သူ့ကိုယ်သူပြောပြီးကိုဝါထုတ်လိုက်ပေမဲ့မပြေဆုံးတဲ့ကိုဝါတစ်ခုကိုပဲထုတ်နိုင်ခဲ့ပါတယ်ဆရာမီဆူကီကကလုံးတစ်ခုကိုထုတ်နိုင်ခဲ့ရကြောင်းတော်တယ်လို့ပြောပေမဲ့ကျောင်းသားတွေကအများဆုံးပြေဆုံးတဲ့ကိုဝါ3ခုထုတ်နိုင်ကြတယ်လို့အီရူကပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ကျောင်းသားတွေထဲမှာနရီတိုတယောက်ပဲစောင်းဝဲကြတာကြောင့်ခေါင်းမတက်စိတ်လေးများတော့ပါဘူးနရီတိုတယောက်တည်းထိုင်နေတဲ့အချိန်မီဆူကလာပြီးခေါ်သွားပါတယ်အီရူကမင်းကိုတောစေချင်တာပါသူလည်းမိဘမရှိဘူးလို့ပြောတော့နရီတိုကကျွန်တော်လည်းအောင်မြောင်စူးစမ်းတာပဲလို့ပြန်ဖြေတော့ဒါပေမဲ့နီးလန်းမရှိတာမဟုတ်ပါဘူးဆိုပြီးမီဆူကနရီတိုကိုတိုတိုလေးတစ်ခုပြောလိုက်ပါတယ်ညရောက်တော့အီရူကတယောက်အတိတ်မှာမိဘတွေရဲ့မြေခွေးရဲ့တိုက်ခိုက်နေကြတာကိုပြန်တွေးမိနေပါတယ်အဲ့ဒီအချိန်မီဆူကီကတကားလာခောက်ပြီးနရီတိုကပိတ်ပင်ထားတဲ့တားမြစ်စာလာကိုယူပြေးသွားတယ်လို့ဟော်ကကီဆမာစီကကြားလိုက်တာကြောင့်လာပြောတာလို့ပြောလိုက်ပါတယ်နရီတိုကတော့တားမြစ်စာလာကိုယူကြည့်ပြီးသူ့အညံ့ဆုံးတိုင်းဖြစ်နေရလို့စိတ်ညစ်နေတဲ့အချိန်မှာပဲဟော်ကကီဆမာကရောက်လာပြီးနရီတိုရှာဖို့နင်ဂျာတွေကိုလွှတ်လိုက်ပြန်ပါတယ်အီရူကနဲ့မီဆူကီကလည်းလိုက်ရှာနေပါတယ်မီဆူကီကတော့နရီတိုတွေ့လို့သူတို့တက်လိုက်ရင်တားမြစ်စော်လာကိုသူ့ပါမီဆိုပြီးတွေးနေလိုက်ပါတယ်နောက်ဆုံးမှာတော့နရီတိုကိုအီရူကရှာတွေ့သွားပါတယ်ကျွန်တော်တိုင်းတစ်ခုပဲကြီးခဲ့တာဆောင်းဝဲအောင်ဖို့စမ်းသက်လို့ရပြီလို့နရီတိုကပြန်ပြောလိုက်ပါတယ်မင်းတို့ဘာသူပြောလဲလို့မေးတော့ဆရာမီဆူကီကဒီနေရာကိုရောဒီဆာလာကိုရောယူသွားဖို့ရော
သူပဲပြောတာလေးလို့ဖြေလိုက်ပါရဲ့အဲ့ဒီအချိန်မှာပဲမီဆူကီရောက်လာပြီးတိုက်ခိုက်တော့နရီတိုကိုဘေးသွင်းလိုက်ပေမဲ့အီရူကာကတော့ထိခိုက်သွားပါတယ်မီဆူကီကနရီတိုစီကဆာလွာကိုပေးဖို့တောင်းတော့အီရူကာကမပေးဖို့တားလိုက်ပါတယ်ပြီးတော့အီရူကာကဆာလွာကတိုင်းပညာတွေမင်းတက်သွားမှစိုးနေရလို့တွေးထုတ်လိုက်ပြန်ပါတယ်နရီတိုကိုရှောက်မလိမ့်နဲ့လို့အီရူကာကပြောလိုက်ပြန်ပါတယ်ဘသူလိမ့်နာလဲပြောရမလားဆိုပြီးဒီအကြောင်းလူတိုင်းသိရဲ့မင်းကိုမပြောဘူးလေတားမြစ်ထားတယ်မင်းကအမေကိုကြောင့်မြေခွေးပဲလို့ပြောပြအောင်ပြောလိုက်ပါတယ်သူကအီရူကမိဘတွေကိုတတ်ခဲ့တယ်လို့ရွာကိုလည်းဖျက်ဆီးခဲ့တယ်မလွဲတာလို့သာမင်းကိုဒီရွာမှာပေးနေရရွာလူတိုင်းမင်းကိုမုန်းကြတယ်လို့အီရူကတားနေပေမဲ့ပြောလိုက်ပါသေးရဲ့အီရူကကတော့နရီတိုနဲ့အဖြစ်ရက်တွေကိုတိုက်ဆိုင်နေရကြောင်းရွာကလူတိုင်းကသူ့ကိုမုန်းကြတယ်မိဘမဲ့အဖြစ်လဲကြီးပြင်းလာတယ်သူကဒါကိုအရေးမကြီးဘူးထင်ပေမဲ့နာကျင်နေမှာဒါအောင်မင်းကမျှဝေခန်းစားပြီးနှစ်သိမ့်ပေးရမယ်လို့ဟော်ကီကဆက်မပြောခဲ့တဲ့စကားတွေကိုပြန်ကြားရနေပါတယ်ဒါကြောင့်ပဲမီဆူကီကနရီတိုကိုတိုက်ခတ်လိုက်တာကြောင့်အီရူကဝန်ခံပေးလိုက်ပါတယ်နရီတိုကတော့ဘာလို့လဲမေးတော့မင်းနဲ့ငါကဘဝတူတွေပါမင်းအမြဲတမ်းအထီးကျန်နေရမှန်းငါနားလဲပါတယ်ငါဒီမှာတည်သွားခဲ့ရင်မင်းကိုမျှဝေခန်းစားပေးသူမဖြစ်နိုင်လို့ငါ့ကိုခွင့်လွှတ်ပါလို့ပြောလိုက်ပါတယ်မင်းကြောင့်သူ့မိဘတွေသိခဲ့ရတာဒါကြောင့်မင်းကိုမုန်းတာလို့မီဆူကီကဆက်ပြီးသွေးထိုးနေပါတယ်နရီတိုကလည်းပြေးထွက်သွားပါတော့တယ်မင်းမြင်လားနရီတိုရဲ့မျက်လုံးတွေကမိစ္ဆာကြီးတွေလို့အီဒူကကိုပြောလိုက်တော့နရီတိုကမင်းထင်နေတယ်လို့မဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်မီဆူကအီဒူကရောင်ဆောင်ပြီးနရီတိုနောက်ကိုပြေးလိုက်သွားပေမဲ့နရီတိုကတိုက်ခတ်လိုက်ပါတယ်တကယ်တော့အီဒူကနရီတိုအယောင်ဆောင်ထားတာပါနရီတိုစစ်ကတော့အပင်နောက်မှာပုန်းနေခဲ့ပါတယ်မီဆူကီကအီရီကာကိုတတ်မလို့လုံနေတဲ့အချိန်ပုံးနေရကနေနရီတိုထွက်လာပြီးတော့ငါဆရာကိုတတ်ဖို့ခွင့်မပြုနိုင်ဘူးလို့ပြောလိုက်ပါတယ်မီဆူကီကမင်းကိုတက်ရတာကလေးဘွားကစော့တယ်လို့ပဲမင်းဘာလို့တက်လဲပြဆမ်းမလို့ပြောလိုက်တော့အရင်ကကိုဘွားတစ်ခုကိုတော့ပြေးစွာမထုတ်နိုင်တဲ့နရီတိုကအခုတော့ကိုဘွားတွေအများကြီးထုတ်နိုင်သွားလို့မီဆူကီလည်းလန့်သွားပါတယ်အဲ့ဒီကိုဘွားတွေကမီဆူကီကိုထုနှက်နေကြပါတော့တယ်အီရူကာကတော့နိုင်ပိုင်းလေးနဲ့နေကြဖြစ်သွားတဲ့သူ့တပတ်လေးကိုကြည့်ပြီးစိတ်ထဲဝမ်းသာနေပါတယ်။ပြီးတော့သူ့နောက်လာဖို့ခေါ်ပြီးသူ့ရဲ့ကောင်းမဲ့တစိမ့်လေးကိုပေးလိုက်ပြန်ပါတယ်။ရွာထဲမှာတော့နေကြတွေကနရီတိုကိုရှာများတဲ့အချိန်ဟော်ကီကဆမ်မရောက်လာပြီးစိတ်မပူကြနဲ့နရီတိုကသူ့အနေနဲ့မကြရောက်တော့အချိန်အိမ်ပြန်လာလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်။တောထဲမှာတော့စောင်မွေးဝဲအောင်သွားလို့ဂုံပြုတ်ပါတယ်။နရီတိုညနေကျရင်ရမန်သွားစားကြမယ်ဆိုပြီးအီရူကပြောတော့နရီတိုကသူ့ဆရာအီရူကကိုပြေးလိုက်ပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်ကားလေးကတော့နရီတိုကင်းရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့မှလေးတင်ဆက်ပေးမယ်အပိုင်းနှစ်ကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။